နောက်ဆုံးပါပဲကချင်မှာတော့ဌာနချုပ်ကိုတိုင်းတော့မလို့ဖြစ်နေတယ် UNFC ကအခုလိုကြီးညာချက်ထုတ်ယူဆွေးနွေးနေုံပဲလားတခြားနီလန်းတွေလက်တွေ့မှာဘာလုပ်ဖို့ရှိတယ်ဆိုလိုတာကဒီထက်ပိုပြီးလုပ်ဖို့မလိုဘူးလားဆရာလိုပါတယ်ကျွန်တော်တို့လည်းအဲ့ဒါကိုစဉ်းစားနေတယ်ဗျဒါပေမဲ့အခုကကချင်ကိုထိုးစစ်လုပ်နေတဲ့ကိစ္စအစိုးရဘက်ကရပ်တဖို့ကျွန်တော်တို့အဖွဲ့ပေါင်းစုံကနေပြီးတော့မှဒါဥစ္စာပေါ့ထင်ထင်ပေါ်ပေါ်နဲ့တော့ပေါ့ဗျာเนาะကျွန်တော်တို့တောင်းဆိုနေတယ်အဲ့ဒီအနေထားမှာဘယ်လိုဖြစ်ပေါ်လာမလဲကျွန်တော်တို့နည်းနည်းအချိန်ယူပြီးစောင့်ကြည့်ဖို့လိုတယ်ဗျเนาะဥစ္စာပေါ့တစ်ဖက်ကကျွန်တော်တို့ကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးရဖြေရှင်းခြင်းတဲ့စန္ဒအရာပေါ့ဗျာဒါကိုတီးခံပြီးတော့မှဖြစ်နိုင်ဆုံးပေါ့လေအစိုးရဘက်ကဘယ်လိုဒီထုစစ်ကိုဘယ်လိုရပ်ပေးမလဲဆိုတဲ့ဟာကိုကျွန်တော်တို့အချိန်ပေးပြီးတော့စောင့်ကြည့်နေတာပါတကယ်လို့အဲ့ဒီအခြေအနေကအဲ့ဒါလို့မရပ်ဘူးဆိုရင်ဒါကျွန်တော်တနည်းနည်းနဲ့အဖြေရှာကြမှာပါဒါကတော့ကျွန်တော်တို့လာမဲ့မကြခင်မှာကျင်းပမဲ့ဒါအစည်းအဝေးမှာကျွန်တော်ဆွေးနွေးကြမှာပါအဲ့ဒီအဝုဇာရဲ့ထိုးစစ်ရဲ့အနေအထားပုံမှာလည်းအများကြီးစကားပြောမှာပါ